Maria be, I know that should be the prayer go chimon jama fit. Amen. Amen. Be machine letting a chumpia on good oil mid mouth of Tamachuno, own men do to pit there, so be my tiny that a chumpio piao now. Along Matia be good old chimon man. Matia be good old chimon man. Hallelujah. Amen. Hallelujah. Amen. You know that should be the prayer chimon my fit. Amen. 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 Kaya
Shiva, the Peta Chita, Yeshu. So no way between Budo and Shikachima, Rani. So no way might be between Budo and Chima, Rani. Karani for my sister to me, Taya, Mama Chilekura, Lolo Miaja, Taido for my destiny, Kera, Tichiku, or Mikera. Karani for my sister to me, Taya, Mama Chilekura, Lolo Miaja, Taido for my destiny, Kera, Tichiku, or Mikera. Ku kwai de chung ma ta chin te de suram ho pe ne adwan na long ta ne ku ro ku kwai ma phit ba de chno ta chin suram ho ba u ku ro ku kwai ni da ba cho lu a so aya ka ku ro me mau do chin ku ro tu chin chin ma amen Chin song the kuda the ke anama be a message the ke me mau dore jono aswe ko swe lan chin duine sun bebe no de de mo so chimbo le ne ma ko ko ba bu ton la long ta re ma
路轻松的可达，他可以安那马背阿没事情，他可以没毛多的就弄阿水可，虽然亲对你送别别，弄得的莫说情不。Cho nó luôn đã đến mà cứ quên mê chill lê mê phi si avu ni khá lê mê mê chim babu bua de khô long an nanga ta khen trẻ ba để mua số chill biểu lê nằm ở cô quay ba cho nó long ta này cũng đã cùng với chiều amen cho nó đôi tay xem pi để bây giờ cho nó lốp nhau chim pi để bây giờ cho nó chém ma chim pi để bây giờ cho nó cùng quan nhau chim pi để bây giờ oh amen cũng đã cùng với ba đi cũng đã cùng với ba đi oh ta chim đến để su làm hô bao rồi oh sa ga phê biểu làm hô
chimbu Biao le ma ku koi babu What a cool naga The king jamba No dead mo so chimbu Biao le ma ku koi babu Jona long dare ma Ku koi me Bim pisiyabu Nikale Bimani chimabu What a cool ananga The king drama Ku chiyo tene Chimang ku kwa chale ma kuro pashiran kuro chiyo tene Jansi da chengale kuro atu pashiran mo ba Kuro lolo do mo ba Kuro sangat bare Jansi da chenglung sung kuro le tema anan de kama Yeshu nama me bile Sutong seka bala papya de ke Amen Amen Hallelujah. 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 你讲这吧的啦。Amen. Hallelujah. 今晚过过钱了吗？但是我为人老爷都全部看啥呀吧的啦？看啥呀呗？今晚过过钱了吗？都把西的，但是我为人老那么大有都梦记吧是？哦。Hallelujah. ချီးမွမ်းကိုးကွယ်ခြင်းကိုဥဆောင်ပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်၎င်းမှာ worship team တို့ musician တို့ကိုလည်းကောင်းကင်တည်လက်ဂုဏ်ပြုကြရအောင် Amen. Hallelujah. 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 Okay. ဘုရားရှင်ကကျွန်တော်တို့အတွက်အရင်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကိုနေ့ရက်စဉ်တိုင်းအမြဲတမ်းဆောင်မပေးတဲ့ကျမ်းမာစွာနဲ့ကျွန်တော်တို့ကိုပေးမှန်တော်ပို့ဆောင်ပေးတဲ့ဖခင်ရှင်နာမတော်ဘုန်းကြီးပါစေဒီနေ့ကကျွန်တော်တို့ကျမ်းမာလို့ပိုက်ဆံရှိလို့နိဗ္ဗာန်တော်ရောက်လာနိုင်တာမဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ကိုအတူပါရှိပြီးတော့ဘုရားသခင်ရဲ့ကိုယ်ကဆောင်မမှုအကြောင်းကျွန်တော်တို့တန်ရှင်ပေးမှန်တော်ကျမ်းမာစွာနဲ့ရောက်လာနိုင်တာဖြစ်တယ်ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းရှောင်ရှောက်ပေးတဲ့ဘုရားဖြစ်တယ်အရာမဲ့ကောင်းမဲ့တဲ့ဘုရားဖြစ်တယ်ဒီနေ့ကျွန်တော်ဟာဘယ်သူမှဖျက်ဆီးလို့မရတဲ့ကျွန်တော်ဘယ်သူမှတားဆီးလို့မရတဲ့ပြည်ငင်လူတွေဖြစ်တယ်အာမင်ပြည်ငင်လူဆိုတာကျွန်တော်ဒီနေ့worship ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ကိုစကားပြောတယ်ဘယ်သူမှတားဆီးလို့မရဘူးကျွန်တော်ပေးမှန်တော်လာတဲ့ဘုရားရှင်ကိုဝတ်ပြုချင်းမွန်းကိုကိုယ်ဖို့လာတဲ့အချိန်မှာအနောက်စုံစမ်းနှောက်ယှက်ခြင်းတွေများတာဖြစ်တယ်မလေးရှားနိုင်ငံမှာလည်းကျွန်တော်တို့တီးတဲ့အတိုင်းပဲလမ်းမှာလမ်းမလို့ရှိတဲ့ accident တွေအများကြီးပဲဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ကိုတားဆီးနိုင်တာမဟုတ်ဘူးဘုရားသခင်ကကျွန်တော်တို့ကိုကိုယ်ကမှုကြောင်းကျွန်တော်တို့ကျမ်းမာစွာနဲ့ရောက်လာနိုင်တာဖြစ်တယ်မနေ့ကနော်ကျွန်တော်တို့တီးတဲ့အတိုင်းပဲကျွန်တော်တို့အတင်းတော်တင်သားတွေအားလုံးပုတ်ဒီဆောင်ကိုသွားကြတယ်နော်လမ်းမှာကားတစီယာဘိန်းပေါက်သွားတယ်မတော်တဆမှုကြောင့်ဘုရားရှင်ရဲ့ကိုယ်ကမှုမရှိဘူးဆိုရင်လမ်းမှာလည်းမောက်သွားနိုင်တဲ့ကားဖြစ်တယ် accident တွေဖြစ်နိုင်တယ်တခုခုဖြစ်နိုင်တယ်အထက်မှာရှိတဲ့လူတွေလည်းတည်သွားနိုင်တယ်အဲ့လိုမျိုးဆင်းနေရှိတယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုထားမသွားဘဲနဲ့အများအားကိုယ်ကပြတဲ့ကြောင့်မလို့ကျမ်းမာစွာနဲ့ပဲဝရောက်တယ်ဒီဟိုပြန်လာတဲ့ချိန်မှာလည်းကျမ်းမာစွာနဲ့အိမ်ကိုပြုဆောင်ပေးတယ်ဖြစ်တယ်သူဘုရားရှင်နာမသူဘုရားရှင်ရဲ့နာမတော်တာရွေးပုံချပါစေအာမင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုရင်ဆုံးကြွေးကြော်ကြအောင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာလို့သုံးချိန်ဝန်ခံကြရအောင်ဒီနေ့သုံးဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာ
ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာအာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်မလေးရှားနိုင်ငံပေါ်မှာသုံးချက်တင်းနေသုံးဘုရားရှင်ကောင်းမြတ်ပါတယ်မလေးရှားနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မလေးရှားနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မလေးရှားနိုင်ငံပေါ်မှာအာမင်မလေးရှားနိုင်ငံမှာပဲကောင်းမြတ်တာမဟုတ်ဘူးမြန်မာနိုင်ငံမှာလည်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်အဲကျွန်တော်ယုံကြည်ခြင်းပဲကြွေးကြော်ဝန်ခံကြရအောင်ဘုရားရှင်ကောင်းမြတ်ပါတယ်မြန်မာနိုင်ငံပေါ်မှာတုံးချိန်တင်းနေတော့ဘုရားရှင်ကောင်းမြတ်ပါတယ်မြန်မာနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မြန်မာနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မြန်မာနိုင်ငံပေါ်မှာအာမင်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 ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်တဲ့သားသမီးရောက်ချင်းစေတိုင်းပေါ်မှာအထူးတော်ကောင်းခြင်းမင်္ဂလာဘုရားရှင်ကတွင်လောင်းပါစေအာမင်โอเคစီစဉ်ဆက်သွားကြရအောင်ဒီနေ့ZCA မြန်မာစီစဉ်မှာပထမဦးဆုံးပါဝင်ရခြင်းဖြစ်တယ်ဆိုတဲ့မိတ်ဆွေများရှိခဲ့တယ်ရှိတဲ့နေရာလေးကနေနော်မတ်တရက်ပြပါကျူဆိုခြင်းပါတယ်ဟုတ်โอเคခဏလောက်မတရက်ပြအောင်နော်မထိုင်နဲ့အောင်ပုံကျွန်တော်တို့ပြောနေကြတဲ့အတိုင်းပဲเนาะဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့3ချိန်တင်းနေတော့ဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီခဏနေကျရင်လိုအပ်ရင်မလိုအပ်ရင်တော့မလိုဘူးလိုအပ်ရင်ဆရာမကပဲတကယ်ချင်းတွေမိတ်ဆွေတွေလည်းမတယ်ဟာအမျိုးတွေဆရာမကိုယ်တိုင်ပဲမိတ်ဆက်ပြီးပါလို့ပြောချင်ပါတယ်နောက်ဖတ်များစွာမှာလည်းပါဝင်လို့ရပါတယ်ရစီရတဲ့တော်မှာအခုကပထမအချိန်ဖြစ်ပေမဲ့နောက်ပတ်ကျရင်တော့အိမ်ရှင်ဖြစ်သွားပြီနော်ပြီးတဲ့အချိန်ကျရင်လည်းလက်ဖက်ရည်လည်းမဟုတ်လေမတုံးဆောင်ပဲနဲ့မပြန်တော့ပါနဲ့လို့မှာချင်ပါတယ်ကိုချိန်မှာဖခင်ရဲ့နိုင်ငံတော်အတွက်ပါဝင်ရမယ့်အချိန်ဖြစ်ပါတယ်လူတော်တို့အတွက်ဆုတောင်းပေးမယ်ဆရာမချင်းနိုးတော်လာကောင်းကောက်ခံပေးမယ်သူနဲ့လူငယ်ကောက်ခံတဲ့ချိန်မှာဂုံတော်ကိုချီးမွမ်းမိတဲ့ညီမငယ်ကျင်မွိအားလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်ခြင်းနဲ့လက်ခုပ်တည်းလက်ချွတ်ချွတ်ကြရအောင်ဖေဖော်ဝါရီလအတွက်ပေါ့နော်ပထမဆုံးတော့ပတ်မြန်မာစီစဉ်ကိုပြန်လည်ပို့ဆောင်ပေးတဲ့ဘုရားကိုကျမတို့ကျေးဇူးတင်ရတဲ့အကောင်းဆုံးသောအလူတော်ငွေများပေါ့နော်ကျမတို့စက္ကရပေးကမ်းကြရအောင်ကျမစက္ကချင်ပါတယ်ကိုရရှင်ဖဖျားကိုရကျေးဇူးတော်နာမတော်ကိုချီးမွမ်းပါ၏ကိုရရှင်ပြင်ဆင်ပေးထားသောဤနေ့တမှာကိုရကိုချီးမွမ်းကိုကွယ်ဖို့ရန်သာသမီတော်အရောက်စီတိုင်းကိုအိန္ဒိယထဲသို့ပို့ဆောင်တဲ့အတွက်ကြောင့်ကိုရကျေးဇူးတော်နာမတော်ကိုချီးမွမ်းပါ၏ရောက်ရှိလာကြတဲ့အရောက်စီတိုင်းကိုကိုရရှင်ဖဖျားကောင်းချီးပေးတော်မူပါဒီကနေ့သာတော်သမီးတော်ရောက်ရှိလာတဲ့အခါမှာခန္ဓာဆယ်ဝိညာဉ်တာမကပဲနဲ့ကိုရရှင်ပေးထားတဲ့ကောင်းချီးများထဲကနေကိုရရဲ့နိုင်ငံတော်အတွက်ပြန်လည်ပါဝင်ရမယ်အလူတော်ငယ်များကိုကိုရရှင်ဖဖျားကောင်းချီးပေးတော်မူပါဤကဲ့သို့ပေးကမ်းခြင်းအဖြစ်ကိုရရဲ့ဘုန်းတော်ထင်ရှားရသောခွင့်ကိုရရှင်ဖဖျားပေးသနာတော်မူပါဤလူတော်ငယ်များအသုံးပြုတဲ့အခါမှာလဲကိုရရဲ့ဘုန်းထင်ရှားဖွယ်ရန်ကိုရအသုံးပြုတပါမြင့်ကြောင်းယေရှုနာမနဲ့ဆုတောင်းလဲစက္ကန့်နံပါ၏ဆိုတဲ့တခြင်းနဲ့ဖျားရှင်ကုန်တော်ချီးမွမ်းချင်ပါတယ်နေတိုင်း
ထွက်တဲ့စကားကြမ်းတမ်းလို့နေလားတိမ်မွေးခြင်းတွေစိတ်ကွယ်နေပြီလားနေရတိုင်းတင်တွေ့သောခြင်းတွေကညင်ညလို့နေလားတန်ရှင်းခြင်းတွေပျောက်ကွယ်နေပြီလား Sura, lure me khole thwe me ya aung malong ne pyo ro phya ga chin myet ta so ya ya tin the ma shi tin ha lure phat lo kaung de sa ke phit pho Hallelujah. အလုံးမရဖင်ပါဝင်တဲ့တာသမီရောက်ချင်းစရိုင်းတော်၎င်းဂုဏ်တော်ချီးမွမ်းပေးတဲ့ညီမငယ်ကင်မွေတော်၎င်းဖခင်ရှင်ကောင်းချီးပေးပါစေကိုချိန်မှာနှုတ်ကပတ်တော်ကျမ်းနာရမယ့်ချိန်ဖြစ်ပါတယ်အလုံးမတည့်ပြီးတော့ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ကျွန်တော်တို့ဖြစ်တဲ့ဆိုပြတော့၃ချိန်ဝင်ခါကြရအောင်ဒီနေ့ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖြစ်တယ်ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖြစ်တယ်ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်ဆိုပြ၃ချိန်ဝင်ခါဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့အသုံးတော်ခံမဲ့ဆရာမကိုလက်ခေါက်တည်းကြိုဆိုကြအောင်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါအေးအတန်ကြားရပြီဆိုတော့ထိုင်လို့ရပါပြီကျေးဇူးတင်ပါတယ်အာမင်ဇက်စီမှာပေါ့နော်ခဏကတဘာပတိနဲ့အနေပြီးတော့ပေါ့နော်
ဇက်စီရဲ့မြန်မာအစီအစဉ်ပေါ့နော်ပထမဆုံးဆိုတဲ့အခါမှာကျွန်မကမတ်တရရတာဖြစ်တယ်ဒါပေမဲ့တကယ်လို့ဇက်စီရဲ့မှာဆိုပြီးတော့ပဲပြောမယ်ဆိုလို့ရှိရင်တော့ကျွန်မမတ်တရမှာမဟုတ်ဘူးဘာလို့ဆိုတော့ဒီနေရာကိုကျွန်မအနေနဲ့ဆိုလို့ရှိရင်3ခါမြောက်ပေါ့နော်ရောက်ရှိလာရခြင်းဖြစ်တယ်ဒီနေ့ဒီနေရာမှာဒီမှာရှိနေတဲ့မမိတ်ဆွေညီကိုမောင်နှမတွေအားလုံးနဲ့ပြန်ပြီးတော့စုံခွင့်ပေးတဲ့ဖခင်ကိုအထူးပဲကျေးဇူးတင်မယ်အာမင်ရှေးဥစွာဖခင်ပေါ်မှာကျေးဇူးတင်တယ်ပြီးကြတော့ဒီမှာရှိနေတဲ့ဆရာတွေဆရာမတွေmember တွေအားလုံးပေါ့နော်အတင်းတူအတင်းသားအားလုံးပေါ်မှာလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့မှာဒီလိုမျိုးပြင်ဆင်ပေးတဲ့အတွက်ပေါ့နော်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုဝင်ငါခွင့်ရမယ်ဖြစ်တော့ကြောင်းအာမင်ကျေးဇူးတင်တယ်lob ဆိုတော့ဘယ်လိုပြောမလဲမြင်မလို့ဟမ်okay ကျမဘောနော်နှုတ်ကပတ်တော်မတွားခင်အနှဲငယ်လေးပေါ့နော် introduce ပေါ့နော်ကျမကဘယ်သူဘယ်ဝါဖြစ်တယ်ပေါ့နော်ကျမနေပြော ZCS ဆိုလို့ရှင်ကျမအတွက် ancient အတင်းတော်လို့လည်းခေါ်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့2023မှာဆရာကန်ပူတုံးနဲ့ပေါ့နော်လူငယ်တွေနဲ့လာတဲ့အချိန်မှာဒီညမှာပဲအိတ်တယ်ဒီနာမှာပဲစားတယ်အိတ်တယ်ပျော်တယ်ပေါ့နော်ဆူတောင်းတယ်ကတယ်ခုံတယ်အဲ့လိုမျိုးဆိုတော့ကျမတို့2024မှာလဲတစ်ကြိမ်ပေါ့နော်ဒီနေရာကိုလာရောက်အချင်းဖြစ်တယ်အခု3ကြိမ်မြောက်2026မှာဖျားကပင်လဲပြီးတော့ပို့ဆောင်ပေးတဲ့အတွက်ဒီနေရာဟာ ZCA ဟာကျမတို့ဆိုရင်လုံးဝမစိမ့်ပါဘူးเนาะမစိမ့်ပါဘူးလို့ပထမဆိုပြောရှင်တယ်ကျမနာမည်က Mary ပေါ့နော် nickname ပေါ့နော် Mary လို့ခေါ်တယ်နာမည်အပြည့်စုံဟာဆိုလို့ရှင်ဂျင်းဆုမ်လွန်ပေါ့နော်ဘမအတန်နဲ့ထမဂျင်းဆုမ်လွန်ဂျင်းဆုမ်လွန်လို့ခေါ်တယ်ကျမတို့ဟာနေဆိုလို့ရှင်အခုချိန်မှာ US မှာတူဆာမြို့လေးပါပေါ့နော်ရွာလေးလို့လည်းပြောတယ်မြို့လေးလို့လည်းပြောတယ်ပေါ့နော်အကုန်လုံးကတိကျတယ်တူဆာဆိုလို့ရှင်ပေါ့နော်ဇုံမီတွေအရန်များတဲ့တူဆာမြို့ကနေလာရောက်ရချင်းဖြစ်တယ်ကျမတို့မိသားစုဟာဆိုလို့ရှင်4ယောက်ရှိပါတယ်အဖေနာမည်ကတော့ဝုံဆွမ်မုံပမုံလို့ခေါ်တယ်အမေကတော့ဒီမှာရှိပါတယ်ခဏလုံးမတက်ရပေးပါအွန်ဆီယန်ဂျင်းနုကောင်လို့ခေါ်လို့ရပါတယ်ဘောနော်တကယ်လို့နုကောင်လို့ခေါ်တာအရန်ခတ်နေတယ်ဆိုလို့ရှိရင်တော့မြန်မာလိုဘာသာပြန်ပြီးခေါ်မယ်ဆိုရင်ဒေါ်ဖြူပါနော်ဒေါ်ဖြူလို့ခေါ်လို့ရတယ်ကျမရဲ့တူတီတော့ပေါ့နော် one and only brother ပေါ့နော်မောင်လေးတယောက်ရှိတယ်အဲ့ဒါကတော့အနောက်မှာဘီခဏလောက်မတရပြပါတော့ single ဖြစ်တယ်ပေါ့နော်ကြောင်ရတာမဟုတ်ဘူးအဖြစ်ကိုဖြစ်တိုင်းဒါခုပြီးလို့ခေါ်တယ်ကျမတို့တာမီ3ယောက်ဟာဆိုလို့ရှင်ပေါ့နော် US ကနေပြီးတော့ US မှာ First Mission Church FEMC ပေါ့နော်ဆရာခမ်နိုအတင်းတော်များတော့အဖြစ်တည်ကြမယ်ဆိုတော့အတင်းတော်ကနေပြီးတော့ Thai Mission ရှိတဲ့အတွက်ပေါ့နော် Thai Mission ကိုလာရောက်ရချင်းဖြစ်တယ် Thai Mission သွားတဲ့အခါမှာအတင်းတော်ကနေပြီးတော့လူငယ်10ယောက်နဲ့ဆရာမနဲ့အမေနဲ့ပေါ့နော်အားလုံးပေါင်းစုပေါင်း10ယောက်ဖြစ်တယ်10ယောက်ထဲမှာကျမတို့မိသားစုကနေပြီးတော့3ယောက်ပါဝင်လာနိုင်ခြင်းဖြစ်တယ်အာမင်ဖခင်ရဲ့ဘုန်းတော်တာ၍ထင်ရှားပါစေဆိုတော့ဘာလို့အဖေကမလာလဲဆိုလို့ရှင်ပေါ့နော်တယောက်က mission လုပ်ငန်းလုပ်တယ်တယောက်ကဒီလိုထွက်တယ်ဆိုလို့အနောက်ကနေ support ပေးဖို့တယောက်လိုတယ်ဟုတ်တယ်မလားဆိုတော့အနောက်ကနေအဖေကဆူတောင်းပေးတယ်ငွေကြီးပိုင်းမှာလည်းသူကအားဖြည့်ပေးတယ်ပေါ့နော်ဆိုတော့သူကတော့ US မှာအလုပ်လုပ်နေတယ်အခုချိန်မှာသူတို့အတွက်နေ့လည်းဖြစ်လိမ့်မယ်မနေ့ပိုင်းဖြစ်လိမ့်မယ်အဖေကိုလည်းကျေးဇူးတင်တယ်ဒီညနေပြောချင်တယ်ပေါ့နော်ပြောချင်ပါတယ်လို့အဖေကိုလည်းအရန်လွမ်းနေပါပြီပေါ့နော်အခုကျမတို့တွေ Thai Mission ပြီးတာနဲ့ပေါ့နော်မြန်မာပြည်ပြန်သွားပြီးတော့ပေါ့နော်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုဝင်ငှားတယ်ပြီးကြတော့ကျမတို့မိသားစုနဲ့ချိတ်ဆက်တဲ့ mission ပေါ့နော် mission သာသနာတွေကိုလည်းတွားပြီးတော့ reach out ဖြစ်တယ်ပေါ့နော်တွားပြီးတော့တွားကြည့်ဖြစ်တယ်ဒီကြရင်အဲ့ဒါတွေပြီးတော့အမျိုးတွေနဲ့လည်းတွေ့ဖြစ်တယ်ပေါ့နော်ကိုက mission တွားတယ်ဖြစ်တဲ့ညီးသူပေါ့နော်အမေရဲ့မောင်နှမတွေဒီကြတော့အမျိုးတွေအဖေဘက်ကအမျိုးတွေပေါ့နော်အကုန်လုံးအမျိုးအားလုံးပေါင်းသွားတော့အယံများသွားတယ်ပေါ့နော်သူတို့အားလုံးကိုပေါ့နော်အမြဲတမ်း crusade လုပ်နေရတယ်လို့မျိုးပဲဖခင်ရဲ့ကောင်းမြတ်ခြင်းဝင်ငါဖြစ်တယ်ပေါ့နော်အဲ့ဒါလေးလည်းဝင်ရခြင်းပါတယ်အဲ့ဒါတွေအားလုံးပြီးတဲ့အခါမှာမလေးရှားကိုဖခင်ရဲ့ပို့ဆောင်မှုကြောင့်ဒီနေရာကိုပြန်လာပြီးတော့ပေါ့နော်ကျမတို့ဆို3ချိန်မြောက်အမေနဲ့မောင်လေးအတွက်တော့ပထမအချိန်ပေါ့နော်ပထမအချိန်ဖြစ်တယ်မလေးရှားရောက်လာခြင်းဖြစ်တယ်ဒီနေရာမှာအတင်းတော်
တနေရာပြည့်တနေရာပေါ့နော်တွားတဲ့အခါမှာဇက်စီယေမှာပေါ့နော်ဒီလိုမျိုးအချိန်ခါခွင့်ပေးတဲ့ဖခင်ကိုကျေးဇူးတင်တယ်အာမင်ဆိုတော့introduce ပေါ့နော်ဒီမှာကျမတို့မိတ်ဆက်တာဒီလောက်ထိပြောရအောင်ပေါ့နော်နောက်မှပို့ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်အချစ်စင်ပြရနဲ့ပေါ့နော်ပြောလို့ရပါတယ်အမေလည်းရှိတယ်ပေါ့နော်ဒေါ်ဖြူလည်းရှိတယ်မောင်လေးလည်းရှိတယ်ပေါ့နော်ကျမလည်းရှိတယ်နောက်ဆုံးမပြီးခင်လေးပေါ့နော်တစ်ခုပြောချင်တယ်ဒီအခုပေါ့နော်ဒီမှာရှိနေတဲ့မောင်နှမတွေထဲမှာဓမ္မမိတ်ဆွေတွေထဲမှာပေါ့နော်အမေအမောင်လေးပဲမဟုတ်ဘဲနဲ့ပေါ့နော်ကျမတို့ ਨੇ အမျိုးတွေပဲပြောမယ်နော်ခါစင်တွေပေါ့နော်တဝင်းကွဲတွေနဝင်းကွဲတွေပေါ့ဗျအတိတွေအကုန်လုံးကလိုက်လာကြတာဖြစ်တယ်အရန်ပဲကျေးဇူးခဏလုံးမတက်ရပေးမလားနာမည်လေးအကုန်လုံးမပြောရင်တော့မခဏလောက်နောက်ထပ်တစ်ခါလောက်ပေါ့နော်ဒီဘက်မှာလဲပဗဲလ်ပေါ့နော်အကုန်လုံးမတက်ရပေးပါကျေးဇူးတင်တယ်ပြန်ထိုင်လို့ရပါပြီပေါ့နော်အဖေရဲ့မောင်လေးတွေညီမလေးတွေလည်းရှိတယ်ပေါ့နော်ဇိုပေါလို့ဆိုရင်ပနိုးတွေညီတွေပေါ့နော်အဲ့လိုမျိုးသူတို့ကအားလုံးပေါ့နော်update ရှိတဲ့သူလည်းလိုက်ကြတယ်မရှိတဲ့သူလည်းလိုက်ကြတယ်ဆိုတော့ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့မျက်နှာတော်ကိုတကယ်ပဲခံစားရတယ်ဆိုတော့ကိုဝင်ကားလိုပါတယ်အာမင်အာမင်ခုနကဓမ္မပတိကနေပြောထားတဲ့အတိုင်းပဲပေါ့နော်ဒီနေ့နှုတ်ကပတ်တော်ဟာကျွန်တော်ကျမတို့ဖြစ်တယ်အာမင်နောက်တစ်ခါဝင်ခါရအောင်တင်းနှစ်သုံးဒီနေ့နှုတ်ကပတ်တော်ဟာကျမတို့ဖြစ်တယ်နောက်တစ်ခါဒီနေ့နှုတ်ကပတ်တော်ဟာကျမတို့ဖြစ်တယ်နောက်တစ်ခါဒီနေ့နှုတ်ကပတ်တော်ဟာကျမတို့ဖြစ်တယ်တန်ရှင်တဲ့ဝိညာဉ်တော်နေရာယူပါတင်းနှစ်သုံးတန်ရှင်တော်ဝိညာဉ်တော်နေရာယူပါတန်ရှင်တော်ဝိညာဉ်တော်နေရာယူပါတန်ရှင်တော်ဝိညာဉ်တော်နေရာယူပါအာမင်ယေရှုတင်တယ်ဒီနေ့ကြားနာရမယ်နှုတ်ကပတ်တွေပေါ့နော်နှုတ်ကပတ်တော်တွေကိုစာပြုမယ်ဖြစ်တယ်နှုတ်ကပတ်တော်ရဲ့ပြောချင်တဲ့ပေါ့နော် message ရဲ့အပေါ်မှာခေါင်းစဉ်လေးတက်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျမကိုမဆတော့သူဒါမှမဟုတ်ကျမရဲ့မျောလင့်ခြင်းပေါ့နော်ကျမရဲ့မျောလင့်ခြင်းဘယ်ကလာတယ်လဲကျမကိုမဆတဲ့သူဘယ်သူလဲပေါ့နော်အဲ့နှစ်ခုဘောနော်ကိုကြိုက်တယ်လို့ရွေးလို့ရတယ်ဒါပေမဲ့ပြောမှာကတော့အချက်အတူတူပဲပြောချင်တဲ့သဘောကတော့အတူတူပဲဖြစ်တယ်အာမင်ဆိုတော့မျောလင့်ခြင်းကျမရဲ့မျောလင့်ခြင်းဘယ်ကလာလဲတင်းရဲ့မျောလင့်ခြင်းဘယ်ကလာလဲတင်းရဲ့မျောလင့်ခြင်းဘယ်ကစတယ်လဲဆာလန်ဆရာကပြောထားလဲဆရာလန်121အပိုင်းငယ်1ကနေတော့နှစ်ကိုဖတ်လို့ပါတယ်ဆာလန်121ခုမြောက်တော့ဆာလန်အပိုင်းငယ်1မှ2ငါဒီတောင်များစီတို့မျောကြည့်၏ငါကိုမဆချင်းအကြောင်းဒီပေါ်ထွက်ရတော့တောင်ရိုးပေါ်တို့ငါမျောကြည့်၏ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူတော့ထာဝရဘုရားထံတော်မှာငါကိုမဆချင်းအကြောင်းဒီပေါ်ထွက်ရ၏အာမင်အာမင်ဆိုတော့ဆာလန်ဆရာကပြောထားလဲဆိုတော့ငါကိုမဆချင်းအကြောင်းဒီတဲ့ပေါ်ထွက်ရတော့တောင်ရိုးပေါ်သူကပေါ့တနည်းနဲ့ပြောမယ်ဆိုလို့ရှင်သူကအယံပဲပေါ့နော်ရန်သူတွေလည်းရှိမယ်နော်အခက်ခဲပေါင်းများစွာခုနကတဘာပတိပြောတယ်လို့ပဲပေါ့နော်မနေ့ကဘယ်တော့လဲမသိဘူးအတင်းတော်ကစစ်စီကတနေရာသွားတယ်ပေါ့နော်အပြင်လာတော့အခက်ခဲတွေရှိလာတယ်အိုးကိုတော့ပေါ့နော်ဒီနေရာမှာတခဲလို့ကိုတော့ကအတူပါမရှိလို့ရှင်ပေါ့နော်အများကြီးစဉ်းစားရမယ်ဖြစ်တယ်ဒီလိုပဲမြေတူပေါ့နော်ကျမတို့အသက်တာမှာကျမပဲဖြစ်စေတင်ပဲဖြစ်စေကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်စေမိသားစုထဲမှာပဲဖြစ်စေပေါ့နော်ဘာပဲလုံနေဘာပဲလုံရအခက်ခဲဆိုတာရှိနေစမြဲပဲเนาะကလေးတယောက်ဟာဆိုလို့ရှင် तू မှာतू မရနိုင်တဲ့မုတ်တစ်ခုဆိုလို့ရှင်လေသူ့အတွက်အရန်တကယ်ကြီးမားတဲ့အခက်ခဲတစ်ခုဖြစ်နေတယ်ပေါ့เนาะအဲ့လိုပဲကို့မှာလည်းကိုမပြောပြနိုင်တဲ့ကျမကိုကြည့်လို့ရှင်အရန်ကိုပြိုးပြောရှင်နေကြတယ်တော့အထဲမှာရှိနေတဲ့အခက်ခဲပေါင်းများစွာကိုဘယ်သူမှထုတ်မပြောကြဘူးဟုတ်တယ်မလားကျမကိုကြည့်နေကြတယ်အခုချိန်မှာအရန်ကိုပြိုးပြီးတော့လာပနေကြတယ်ဒါပေမဲ့အထဲမှာရှိနေတဲ့အခက်ခဲပေါင်းများစွာကိုဘယ်သူမှမပြောပြရဲဘူးဝန်ထုံးဝန်သွင်းတွေကိုဘယ်သူမှမပြောပြရဲဘူးနောက်မဲ့ဆာလန်ဆရာကပြောထားတယ်ငါ့ကိုမဆချင်းအကြောင်းဒီပေါ်ထွက်ရတော့တောင်ယူပေါ်တော့မျောကြည့်ရဲ့သူကမစီမဆိုင်တဲ့အရာတွေကိုမျောကြည့်နိုင်တယ်ကိုလည်းအဲ့လိုပဲပေါ့နော်ဆာလန်ဆရာပဲမဟုတ်ဘူးကိုလည်းအဲ့လိုပဲကိုရဲ့အသက်တာမှာနော်ဘာလဲဒီတစ်ခုအစင်မပြေဘူးဆိုလို့ရှိရင်ဥပမာယုံကိစ္စအစင်မပြေဘူးပေါ့နော်လစာကိစ္စအစင်မပြေဘူးအလုပ်ကိစ္စအစင်မပြေဘူးဆိုလို့ရှိရင်ကိုမျောကြည့်ရတဲ့သူတွေကကိုနားမှာရှိတဲ့ဆွေမျိုးတွေအဖေအမေတွေပါစတာတွေဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ပါစတာတွေလည်းလူပဲဆွေမျိုးတွေလည်းလူပဲအဖေအမေလည်း
လူပဲဆာလန်ဆရာကဘာပြောထားလဲငါကိုမဆချင်းအကြောင်းဒီပေါ်ထွက်ရတော့တောင်ယူပလို့ငါမျောကြည့်တဲ့ဒါပေမဲ့ငါရဲ့မဆချင်းငါကိုကူငီတဲ့သူကဒီတောင်ပေါ်ကနေမလာဘူးတဲ့ဘောနော်ဒီတောင်ရိုးပေါ်ကနေမလာဘူးအိမ်နီးနားချင်းမှာရှိတဲ့တငယ်ချင်းတွေစီကလည်းမလာဘူးမိဘစီကလည်းမလာဘူးဆွေမျိုးစီကလည်းမလာဘူးအဖေမေစီကလည်းမလာဘူးဒါပေမဲ့ပေါ်ထွက်ရတော့တောင်ရိုးပေါ်လို့ငါမျောကြည့်တယ်တော့ဘယ်ကနေလာလဲဆိုထာဝရဘုရားတည်းမှာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ငါကိုဖန်ဆင်းတဲ့ငါကိုမဆတဲ့ငါကိုရွေးနှုတ်တဲ့ဘုရားစီကနေပဲထာဝရဘုရားစီကနေပဲငါရဲ့အကူကြီးလာတယ်ဆိုပြီးတော့ရေးထားတာဖြစ်တယ်အာမင်အာမင်ဒီရောက်ရကြမလားဒီညထိရမယ်နော်ဒီညစိတ်ထဲမှာစဉ်းစားပါဖះเจ้าကိုမလေးရှားဆိုလို့ရှင်အများကြီးအစီအစဉ်အများကြီးရှိတယ်အင်္ဂါနေ့ရှိတယ်တနင်္လာနေ့လည်းရှိတယ်စုတောင်းအင်္ဂါနေ့လည်းရှိတယ်ဘောနော်ဗုဒ္ဓဟူးနေ့လည်းရှိအောင်မယ်ကျန်တဲ့ပဒိနေ့လည်းဘောနော်ရှိတယ်အပတ်တိုင်းဘောနော်အမြဲတမ်းဘောနော်ဖះเจ้าရှိတယ်ဒါပေမဲ့ဖះเจ้าတော့လို့ရှင်အချင်းနဲ့မဖြစ်ပါစေနဲ့အာမင်တခုခုနဲ့ပြန်ရအောင်တလုံးတည်းနဲ့လည်းပြန်ရင်ကိုယ်တည်းအရင်လုံလောက်ပါတယ်အာမင်အာမင်တခုခုနဲ့ပြန်ရအောင်ဒီနေ့ညကျွန်တော်ဒီမှာတခုခုနဲ့ပြန်မယ်ဆိုပြီးတော့စိတ်ထဲမှာစဉ်းစားပါအာမင်ဆက်လက်ပြီးသွားရအောင်ဂျောဆက်ဟာဆိုလို့ရှိရင်ကျမတို့သိကြမှာလားကျမ်းစာထဲမှာပေါ့နော်အကုန်လုံးကသိကြတဲ့အတိုင်းပဲဂျောဆက်ဟာဆိုလို့ရှိရင်သူ့ရဲ့မောင်နှမတွေကသူ့ကိုရောင်းလိုက်တယ်ပေါ့နော်မရောင်းခင်မှာသူ့ကိုဘာလို့တလဲဆိုလို့ရှိရင်ကဘာဦးကျန်အခန်းကြီး30ခွန်အခန်းငယ်24မှာ23လောက်မှာဖတ်လို့ရပါတယ်ကဘာဦးကျန်အခန်းကြီး30ခွန်အခန်းငယ်23ကနေဖိုင်ကောင်းမယ်ထင်တယ်ယောသတ်ဒီအကိုတို့ထမ်းတို့ရောက်လာတော့ခါသူဒီယောသတ်ဝတ်ဆင်ထားတော့ရောင်စင်တင်တိုက်ကိုချွတ်ပြေးလင်သူ့ကိုခေါ်တော့ရတွင်းထဲတို့ဖြစ်ချလိုက်၏တဲ့အရင်တော့ပေါ့နော်ဂျောဆက်အကြောင်းကိုသိတဲ့အခါမှာဂျောဆက်ဟာဆိုလို့ရှိရင်သူဟာသူ့ငယ်ကိုမောင်နှမတွေကပေါ့နော်သူ့အကိုတွေကသူ့ကိုရောင်းစားလိုက်တယ်မရောင်းစားခင်မှာသူ့ကိုတွင်းထဲမှာချပလိုက်တယ်တဲ့ဒါပေမဲ့ဒီထဲမှာချတာမဟုတ်ဘဲနဲ့ပစ်ချလိုက်တယ်ဇိုပေါင်းနဲ့ဆိုရင်ဇိုပေါင်းနဲ့ပေါ့နော်ဇိုမီ language နဲ့ဖတ်မယ်ဆိုလွန်ဆုကျဲမောအဲ့လိုပစ်ချလိုက်တယ်ပေါ့နော်ဒီမျိုးမြန်မာပြည်မှာရှိတဲ့ရေတွင်းဆိုလို့ရှိရင်ဒီမှာဝိုင်းလေးပေါ့နော်ဝိုင်းလေးနဲ့ရေတင်လို့ရတယ်မလားအဲ့ဒါလေးနဲ့တဖြည်းဖြည်းနဲ့ချတယ်လို့ထင်တာပေါ့နော်ကိုကတော့မဟုတ်ဘူးအောက်မှာလည်းရေမရှိဘူးသူ့ကိုအဲ့ဒီရေတွင်းထဲကိုပစ်ချလိုက်တယ်တကယ်နာမယ်နော်ဂျောဆက်ပါဆိုလို့ရှိရင်အဲ့ဒီနေရာမှာသူ့ရဲ့မျောလင့်ခြင်းပင်မရှိမလဲသူအယံကိုချေရတဲ့သူ့ရဲ့တကယ်ပေါ့နော်မွေးချင်းညီအကိုတွေကသူ့ကိုပစ်ချတာဖြစ်တယ်မွေးချင်းညီအကိုတွေကိုယ်တိုင်ကသူ့ကိုရောင်းချတာဖြစ်တယ်သူတို့ကိုယ်တိုင်ကသူ့ကိုတတ်ချင်နေတာဖြစ်တယ်တကယ်လည်းတတ်နေတာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာသူ့ရဲ့မျောလင့်ခြင်းပင်မရှိမလဲသူအရင်တော့ကအိမ်မက်တယ်မော်နော်ကိုစီမှာလည်းအိမ်မရှိပဲငါမလေးရှားသွားမယ်မလေးရှားသွားပြီးအလုပ်လုပ်မယ်အလုပ်လုပ်ပြီးဘာညာတချို့လို့လို့ဆိုရင်ဒီဟာရမယ်ဒီဟာသွားမယ်ဒီဟာလုပ်မယ်ပေါ့နော်စီးပွားရေးလုပ်မယ်ပဲဖြစ်ဖြစ်ចောင်းတက်မှာပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကိုစီကိုပိုင်ဉာဏ်နေရှိတယ်အဲ့လိုပဲဂျောဆက်လည်းသူငငယ်ကလေးကသူဘာတိရလဲဆိုတော့အိမ်မက်တာဖြစ်တယ်သူအိမ်မက်ကိုပြောတဲ့အခါမှာသူငယ်ကိုမောင်ညီကိုတွေကပေါ့နော်သူမကြည့်ရှင်တော့ဘူးလုံးဝမကြည့်ရှင်တော့ဘူးဖြစ်တယ်ဒါပေမဲ့ဂျောဆက်ကနေပြီးတော့သူ့ရဲ့မျောလင့်ခြင်းကိုသူဘယ်မှာထားလဲဒီနေ့တရားတစ်ခေါက်ပြန်ပြီးတော့ကြည့်ရှင်တယ်သူ့ကိုခေါ်သွား၍တဲ့တွင်းထဲတို့ပစ်ချလိုက်တယ်ဆိုတဲ့အခါမှာတကယ်ပဲနာကျင်ခံဆိုင်မဲ့ဂျောဆက်ပေါ့နော်သူရရှိထားတဲ့ဘုရားသခင်သူ့ကိုပေးပြီးထားတဲ့အရာတွေကိုသူကမမေ့ပစ်သွားဘူးတခါတလေလေကိုယ့်ရဲ့ဘောနော်ကိုယ့်ရဲ့အခက်ခဲတွေကိုစဉ်းစားတဲ့ဟာငါမဖြစ်နိုင်တော့ဘူးဘောနော်ငါမလုပ်နိုင်တော့ဘူးငါတို့တော့မဖြစ်နိုင်တော့ဘူးကျမတို့ US ကနေ travel လာပြီးတော့ထိုင်းရောက်တယ်ထိုင်းကနေပြီးတော့မြန်မာပြည်ရောက်ကြတဲ့ကကြားရတဲ့စကားလုံးကနေတို့ရဲ့ပူ trap နေတို့ရဲ့ဖိုး trap တဲ့အဲ့လိုပဲပြောနေကြနေတို့ရဲ့ဖိုး trap ကြငါတို့လားနေခိုင်းပိတ်တယ်ဘောနော်မြန်မာပြည်ကပြောတယ်ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့သားသမီးတွေကမလေးရှားမှာလည်းရှိကြတယ်ထိုင်းမှာလည်းရှိကြတယ်ဘောနော်တချို့လူတွေရှိကြတဲ့အတွက်သူတို့ဘာပြောလဲနေတို့ရဲ့ဖိုး trap ကြောင့်ဘောနော်Donald Trump ပြောတာပေါ့ဖိုး Trump ကြောင့်ငါတို့ရဲ့အစီအစဉ်တွေအလုံးပြတ်သွားတယ်မမပြည်ရောက်တော့ဆရာတပါးကပြောလို့ဆိုရင်သူ့ရဲ့ passport ကိုယ်တိုင်ကိုပြပြီးတော့
ငါတို့ရပြီးသားဗီဇာတော့သူတို့ဖြတ်တယ်ဆိုပြောပေါ့နော်အမြဲတမ်းလာပြောနေစမ်းမသိရင်ကိုကိုတွေကငါတို့ရဲ့တကယ်အဖိုးဖိုးကြီးပေါ့နော်ဖိုးဖိုးရုံတော့ပြောပြလို့ရတာရတယ်ဆိုလို့ရှိရင်လည်းပြောပြချင်လောက်အောင်ပေါ့နော်ကိုကိုပြောနေကြတာဖြစ်တယ်တခါတလေပေါ့နော်ကိုရဲ့အခက်ခဲတွေကိုကြည်ရင်နဲ့မျောလင်းချက်တွေမဲ့လာတတ်တယ်ဒီနေရာမှာကျွန်မအားလုံးကိုခွန်အားပေးခြင်းတယ်အာမင်ဘာပေးခြင်းလဲဆိုလို့ရှိရင်ဂျောဆက်ဟာလုံးဝမျောလင်းခြင်းမဲ့နေတဲ့အချိန်နော်ကပောက်ကျန်အခန်းကြီး30ခေါ်မှ तू ကလုံးဝမျောလင်းခြင်းမဲ့နေတယ်ဒါပေမဲ့လေဒီကျမ်းစာထဲမှာ तू ကငိုနေတယ်ညီးသွားနေတယ်ပေါ့နော်ငိုယိုနေတယ်ဆိုတော့လုံးဝကျမ်းစာထဲမှာမတွေ့ရဘူးဒါပေမဲ့ကပောက်ကျန်43ရောက်လာတဲ့အခါမှာဘာဖြစ်တယ်လဲဆိုလို့ရှင်ကပောက်ကျန်43အခန်းငယ်7ကနေ73ကြားမှာရှိမယ်သူကိုယောင်းတဲ့အခါမှာဂျောဆက်ကိုယောင်းတဲ့အခါမှာသူ့အကိုတွေကဘာနဲ့ယောင်းလိုက်လဲဆိုတော့ပတ်စံနဲ့တော့ယောင်းလိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဘာလဲဂီလက်ကနေပြီးတော့ပစ္စည်းတွေပေါ့နော် business လုပ်တဲ့သူတွေတည်လာတဲ့ပေါ့နော်သူတို့ရဲ့နန့်တာတွေဒီထဲမှာရှိတယ်သူတို့ဘာတွေတာလဲဆိုလို့ရှိရင်အစားတောက်ရအရှမေလာလူမျိုးခရီးတွားလူတဆူတွေနန်တာမျိုးများလိန်စင်းများနဲ့မှုရန်စင်းများကလအုပ်များနဲ့တင်လက်ဂီလက်ပြည်မှာအီဂျစ်ပြည်တို့ရောင်းချတယ်တဲ့ဆိုတော့အဲ့ဒီနန်တာအမျိုးမျိုးနဲ့ရောင်းချခံရတဲ့ဂျောဆက်အဲ့ဒီပစ္စည်းကောင်းတွေနဲ့ရောင်းချခံရတဲ့ဂျောဆက်ပေါ့နော်ဒီလိုမျိုးနန်တာတွေလောက်တော့တမိုးမရှိတဲ့ပေါ့နော်အခိုင်းစီပါတလို့ပေါ့နော်အချွန်ခံရမဲ့ဘဝနဲ့ရောင်းချခံရတဲ့ဂျောဆက်ဟာဆိုလို့ရှိရင်အခန်းကြီးကပောက်ချက်အခန်းကြီး40ခွန်ရောက်လာတဲ့ခါမှာသူ့အကိုတွေကိုယ်တိုင်ကအာမင်သူ့အကိုတွေကိုယ်တိုင်ကဒီအရာတွေထက်နတ်ဆတော့ကောင်းခြင်းနဲ့သူ့ရှိကိုရောက်လာဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်မပြောချင်တယ်သင်ရဲ့အသက်တာမှာအယမ်းမဲ့အခက်ခဲတွေကြုံနေသလားမျောလင်းချက်တွေမဲ့နေသလားအိမ်ထောင်ရဲ့ပဲဖြစ်ဖြစ်စီးပွားရဲ့ဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်တခုခုကွာဘာပဲလုပ်နေပေါ့နော်ကိုယ်မှာရှိနေတဲ့ခက်ခဲပြဿနာတွေဘယ်သူမှမပြောပြနိုင်လောက်အောင်ပေါ့နော်အယမ်းပဲထုံးမိုင်းနေသလားဒီစကလုံး3ရောင်ထုံးမိုင်းနေသလားပေါ့နော်ဒီနေ့ကျွန်မပြောချင်တယ်ဂျောဆက်ဟာဆိုလို့ရှိရင်အခန်းကြီး30ခုမှာသူကအခက်ခဲတွေကြုံတယ်ဒီပစ္စည်းတွေနဲ့အယောင်းခံရတယ်ဒီပစ္စည်းတွေလာတော့မတန်တဲ့ဂျောဆက်ဂျွန်ခံဘဝနဲ့ရောင်းချခံရမယ်ဂျောဆက်အခန်းကြီး43လဲရောက်ရောနန်တာမျိုးမှာပြားရဲ့အနေငယ်လိန်စီအနေငယ်နန်တာမျိုးမို့ရန်စီအခွန်မာတိဘာဒီတီစတဲ့အတီးအရာတွေကိုပြန်ကြည့်တဲ့အခါမှာနှစ်ဆတော့ကောင်းကြည့်ပေါ့နော်ပိုကောင်းတဲ့ကောင်းကြီးတွေနဲ့သူ့အကိုတွေကသူ့ရှိကိုလာပြီးတော့ပေါ့နော်နေခံကြတာဖြစ်တယ်ဒီနေရာကိုသိကြမလားရနိုင်ကြမလားခန်းကြီး30ခွန်မှာအခက်ခဲပြဿနာတွေကြုံတယ်မျောလင်းခြင်းလည်းမဲ့နေတယ်ဒါပေမဲ့ဒီကျမ်းစာထဲမှာဂျောဆက်ပါငိုယိုနေတယ်ဆိုတော့မသိရအောင်ညီးတွားနေတယ်ဆိုတော့လည်းမတွေ့ရအောင်ဒါပေမဲ့43ရက်ရောက်ရောဒီကောင်းကြီးတွေရောက်လာရောသူ့အကိုတွေကိုတွေ့ရောသူဘာပြောလဲသူငိုပြီးတော့ပေါ့နော်မျက်ရည်ကျလာဖြစ်တယ်ဒီနေ့ကျွန်မပြောချင်တယ်တင်းဒီအခုချိန်မှာပေါ့နော်ခက်ခဲတွေပြဿနာတွေကြုံလာနိုင်တယ်ကြုံရင်လည်းကြုံနေနောက်မယ်ဒါပေမဲ့ကျွန်မပြောချင်တယ်အခက်ခဲတွေပြဿနာတွေကြုံနေတဲ့ဖြစ်စေပေါ့နော်ဒီအရာတွေနဲ့ပြည့်နေတယ်ဖြစ်စေသင်ဟာအခန်းကြီး30ခွန်မှာရှိနေသလားပြောပြမယ်အခန်းကြီး43ရောက်လာမယ်အဲ့ဒီအချိန်ကျရင်ဂျေဇုတို့ချီးမွမ်းဖို့မမေ့ပါနဲ့အာမင်မျှော်လင့်ခြင်းမမဲ့ပါနဲ့အာမင်ကျွန်မဘရာဇီးနိုင်ငံကိုသွားတဲ့အခါမှာဆရာတပါးဟာဆိုလို့ရှိရင်သူတို့ရဲ့အသင်းတော်အတွက်ပေါ့နော်သူတို့ကဘရာဇီးလျန်ရဲ့တကက်မြို့တော်ကြီးထဲမှာသူတို့ရဲ့မြို့ပြင်မှာလည်းမဟုတ်ဘူးမြို့ထဲမှာဟောနော်အသင်းတော်တကယ်ဗိတ်မှန်တော့အကြီးကြီးကိုလိုချင်တယ်ဆိုပြီးတော့ဆူတောင်းကြရဖြစ်တယ်ဒါပေမဲ့10နှစ်လောက်တော့နော်10နှစ်လောက်သူတို့ဆူတောင်းတဲ့အရာကအရာမထင်ခဲ့ဘူးတဲ့ဒါပေမဲ့ကျွန်တော်ကပြန်စဉ်းစားတယ်ဖျားသခင်ကတဲ့ဣသရေလလူမျိုးတွေကိုလည်းတဲ့
ပေါ့နော်ရက်40နဲ့တွားမဲ့သူ40ဖြစ်သွားအောင်ပေါ့နော်လှုပ်ပေးတဲ့ဖခင်ကတဲ့ဒီ10နှစ်လုံးဆူတောင်းတဲ့အရာကိုတနစ်ထဲမှာကိုတော့လုံနိုင်တယ်ဆိုပြီးတော့ပေါ့နော်ဆူတောင်းကြတယ်တဲ့အသင်းတို့အသင်းသားများလဲဆူတောင်းကြတယ်အာရဘာရနဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီ Brazilian ရဲ့ပေါ့နော် Brazil နိုင်ငံရဲ့အပြင်ဘက်မှာလည်းမဟုတ်ဘူးပေါ့နော်ဟိုဘက်မှာလည်းမဟုတ်ဘူးဒီဘက်မှာလည်းမဟုတ်ဒီမြို့လေကောင်မှာပဲလှုပ်ချင်တဲ့ဖခင်ဆိုပြီးတော့ပေါ့နော်ဆူတောင်းကြတယ်တဲ့သူတို့ဆူတောင်းတဲ့တနစ်ပတ်လုံးပေါ့နော်ဆူတောင်းကြတယ်10နှစ်လုံးမရတဲ့အရာကိုဘုရားသခင်ကတကယ်ပဲလုပ်နိုင်တယ်။ဘုရားရဲ့ဂတိတော်ကိုသူကယဉ်ညွှန်းကြတယ်။အိုးကိုတော်ပြောထားတာပဲဒီကျမ်းပိုင်မှာကိုတော်ပြောထားတာပဲဒီနေရာမှာကိုတော်ပြောထားတာပဲဒီနေရာမှာဥပမာကျမတို့မျောလင်းခြင်းမဲ့နေတယ်။အိုးကိုတော်120ခုမြောက်တော့ဆန်လအပိုင်ငယ်1နှစ်မှာအောက်မှာလည်းပြောထားတယ်ဘောနော်။ကိုတော်ဟာမဆတော့သူမဟုတ်ဘူးလား။ကျွန်တော်ရဲ့မျောလင့်ခြင်းဟာဒီမျိုးအမျိုးတွေစီမှာပေါ့နော်ပတ်စံရှိတဲ့သူတွေစီမှာဘီလီယံနာတွေမီလီယံနာတွေစီမှာမရှိဘူးကိုတော့အထဲမှာပဲရှိတယ်ဆိုတော့ကိုသူတို့ကဆုတောင်းကြတဲ့အခါမှာ10နှစ်ပတ်လုံးဆုတောင်းတဲ့အရာဒီတနေ့အတွင်းမှာသူတို့ရလာတာဖြစ်တယ်အာမင်ဒီတက်တေကိုပြန်ပြီးတော့အဲ့ပါစတာကနေပြီးတော့ကျမစီကိုပြန်ပြီးတော့တက်တေခံတဲ့အခါမှာကျမကဘာစဉ်းစားမိလိုက်လဲဆိုလို့ရှိရင်ဒီမှာရှိတဲ့ငေကုံမုံနှမတွေကျမပြောချင်တယ်တင်ဟာအားလုံးကမြန်မာပြည်ကနေထွက်လာတာဖြစ်တယ်ဟုတ်တယ်နော်မြန်မာပြည်ကနေထွက်တချို့တော့သူတွေကမလေးရှားမှာပျော်နေလိမ့်မယ်နော်တချို့တော့သူတွေကလည်းဟာငါအချိန်နောက်ကြပြီငါအကြောင်းလဲတက်လို့မရတော့ဘူးဒါပေမဲ့ငါစီးပွားရေးလုပ်မယ်ဆိုရင်လည်းအရင်နောက်ကြပြီလူတွေအားလုံးလောက်ကုန်ကြပြီငါတခုခုလုပ်မယ်ဆိုရင်လည်းအားလုံးနောက်ကုန်ကြပြီနောက်ကြကုန်ကြပြီပေါ့နော်မြန်မာပြည်မှာလည်းစာဝတ်နေရေးကောင်းပြီမယ်အခုဒီမှာရောက်လာတယ်အကုန်လုံးနောက်ကြသွားပြီအကုန်လုံးနောက်နေသွားပြီလို့စဉ်းစားနေသလားဒီနေ့ကျွန်မပြောချင်တယ်ဘုရားသခင်ကမနောက်ကြပါဘူးဘုရားသခင်ကအချိန်မီပါတယ်စောလည်းမစောဘူးနောက်လည်းမကြဘူးအာမင်စောလည်းမစောဘူးနောက်လည်းမကြဘူးဘုရားသခင်အချိန်မီတယ်ဒါပေမဲ့ပြောချင်တယ်ဆူတောင်းတဲ့အခါမှာကိုတော်ကိုတကယ်ပဲယုံကြည်ပါကိုတော်ပြောထားတဲ့ဂတိတော်တွေနဲ့ဆူတောင်းပါအာမင်ဒီနေရာမှာအလုံးလုံးတဲ့အခါမှာအိုးကိုတော့ပြောထားတဲ့ဂတိတော်တွေဆိုပြီးတော့ပဲပြောနေမဟုတ်ပဲနဲ့ပေါ့နော်ရှင်ဇောဟာအခန်းကြီး14အခန်းငယ်ပိုင်းငယ်အပိုင်းငယ်6ပေါ့နော်ရှင်ဇောဟာအခန်းကြီး14အပိုင်းငယ်6မှာပြောထားလဲဆိုလို့ရှင်နိုင်ငံတော်နဲ့ဖြုံးမှချင်းကိုရှေ့ဦးစွာဆရာကြလို့တဲ့ယေရှုကငါဒီလိုင်းခိဖီဤတမန်တရားလည်းဖီဤအသက်လည်းဖီငါကိုအမေမပြုတ်ပဲသူမခမဲတော်ထောင်မရောက်ရအဲ့ဒါလည်းဟုတ်တယ်ပြီးတော့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေ့ဦးစွာရှာကြလောဆိုတဲ့နေရာကိုပြောချင်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့တွေဖျားကိုကိုးကွယ်တယ်လာတယ်ပေါ့နော်အင်္ဂါနဲ့လာတယ်ပြီးတော့ဂျာပသိန်းနဲ့လာတယ်ပြီးကြတော့တချင်းတိုင်လည်းရှိတယ်တနင်္ဂနွေနေ့လည်းလာတယ်အမြဲတမ်းလာတယ်တွိုင်းနဲ့ပုံမှန်တိုင်းပေါ့နော်အချင်းနဲ့တက်မဖြစ်စေချင်ဘူးအာမင်မဖြစ်ချင်ဘူးဘာဖြစ်လို့ဆိုတော့ငါနောက်ကြပြီဆိုရင်လည်းနေသွားလို့ရှင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဆူတောင်းတဲ့အခါမှာကိုတော့တတ်နိုင်တယ်ဆိုယုံကြည်တယ်ထိုနည်းတူစွာပဲဖျားရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေ့ဦးစွာရှာပါရှာတဲ့အခါမှာလည်းဒီသူများတွေဖျားကြောင်သွားလို့ဆရာကခေါ်လို့ပေါ့နော်ဆရာကပါစတာလီယန်ကနေပြီးတော့ပါစတာဒေးဗစ်ကနေပါစတာတို့ကနေပေါ့နော်ဆရာမတွေအားလုံးကနေပြီးတော့မဲဆေ့တွေပို့နေလို့မဟုတ်ရအောင်ပေါ့နော် US မှာလဲဆီယမောင်ပြအဲ့ message ပို့တဲ့ဖက်မှာအရင်ကောင်းတာဖြစ်တယ်သူကလူငယ်တွေကိုတရားအုပ်ပြီးတယောက် message ပို့တာဖြစ်တယ်အဲ့ချိန်ကျန်ဆီယမောင်ပြနော်တကယ်ပဲ message ပို့နိုင်တယ်ဆိုပြီးတော့ပြောကြတယ်ကျမတို့ရဲ့ဆီယခမ်တော့ကျတော့ Viber အရင်ကောင်းတယ်ပေါ့နော်သူက Viber သုံးတယ်ဒီမှာကျတော့ WhatsApp မလား WhatsApp သုံးကြရဲဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဆီယမတွေခေါ်လို့ပဲဖျားကြောင်မလာပါနဲ့ကိုယ်တိုင်တွားတဲ့အခါမှာဆရာမတွေခေါ်လို့ဖျားကြောင်ကိုရောက်တယ်ဆိုရင်အရန်ကောင်းတယ်ဒါပေမဲ့ဒီထက်ပိုကောင်းတဲ့အရာကကိုတော့ကိုတကယ်စိတ်နှလုံးသားနဲ့တိုးဝင်ရအောင်ခုနတချင်းဆိုတဲ့အခါမှာပဲသူတချင်းဆိုတယ်လို့မျိုးပဲပေါ့နော်တကယ်စိတ်နှလုံးသားနဲ့ပေါ့နော်အပြောလေးတဲ့ပဲမဟုတ်ဘဲနဲ့တကယ်စိတ်နှလုံးသားနဲ့ပေါ့နော်ဖျားကိုရှာရအောင်ကိုတိုင်ကတခါတလေကြရင်ဟာငါ
မဖြစ်တော့ဘူးဆိုပြီးတော့စဉ်းစားတတ်တယ်ပေါ့နော်worship လဲတွားနေပြီဒါပေမဲ့ကိုယ်စိတ်ထဲမှာရှိနေတာကငါဒီဟာမလုပ်မိဘူးငါဒီဟာမလုပ်မိဘူးဟာဘာဖြစ်စဉ်းစားနေတတ်တယ်ပေါ့နော်တခါတလေ worship တွေကအရင်ကောင်းတယ်ဒါပေမဲ့ကိုကကြတော့ကိုယ့်ရဲ့စိတ်ဖြစ်စည်းမှုတွေနဲ့ငိုယိုနေတတ်တယ်အဲ့လိုမဖြစ်ရဘူးနော်ဆူတောင်းတဲ့အခါမှာ worship တဲ့အခါမှာဖျားချောင်းတွားတဲ့အခါမှာတကယ်စိတ်နှလုံးသားနဲ့ပေါ့နော်ဆူတောင်းကြရအောင်တကယ်စိတ်နှလုံးသားနဲ့တိုးဝင်ကြရအောင်ဖျားသခင်ဟာသင်ကိုအမြဲတမ်းလက်ခံနေတဲ့ဖျားဖြစ်တယ်။အမြဲတမ်းလက်ခံနေတဲ့ဖျားဆိုတဲ့အခါမှာဘယ်နေရာမှာတွေ့လို့ရတယ်လဲဆိုလို့ရှိရင်60ခုမြောက်သောဆာလံအပိုင်ငယ်14မှာ60ခုမြောက်သောဆာလံအပိုင်ငယ်14မှာဖတ်လို့ပါတယ်။ခဏလောက်ဖတ်ရအောင်နော်60ခုမြောက်သောဆာလံအပိုင်ငယ်14ဒီချမ်းဆက်ဟာဆိုလို့ရှိရင်2025ခုနှစ်မှာကျွန်မရတဲ့ချမ်းဆက်ဖြစ်တယ်။သူဒီငါ့ကိုချစ်တော့ကြောင့်ငါဒီသူ့ကိုကယ်တင်မည်ငါဤနာမကိုတည်တော့ကြောင့်သူ့ကိုလုံခြုံစွာရှောင်ရှောက်မည်ကျမဒီ2025ခုနှစ်မှာဒီကျမ်းပိုက်ကိုရပြီးတော့ဗောနော်တစ်နှစ်ပတ်လုံးစင်ချင်အောင်မိမိတယ်ဗောနော်စင်ချင်အောင်မိမိတဲ့အခါမှာလုံခြုံစွာစောင့်ရှောက်မည်ဒါပေမဲ့ချင်းလိုပါပြောလဲဆိုတော့မွန်ဆောင်နာကကိုယ်ရင်ဟီဗောနော်အဲ့ဒီမွန်ဆောင်နာအဲ့ဒီအမြင့်ဆုံးသောနေရာဆိုတော့ကျမတို့ဘာဖြစ်မလဲဆိုပြီးတော့တစ်နှစ်ပတ်လုံးပေါ့နော်စင်ချင်အောင်မိတဲ့အခါမှာတစ်နှစ်အစာရှောင်ဆုတောင်းပေါ့နော်တချို့တွေတော့ပေါ့နော်အစာနောက်ကျပြီးစားတဲ့အစာဆုတောင်းအစာရှောင်မဟုတ်တော့ဘူးဘာလို့ဆိုတော့12နာရီပြည့်ပြီးတော့ကျမတို့ဖက်ဆို12နာရီပြည့်ပြီးတော့12နာရီပြည့်ပြီးဆိုရင်ဆုတောင်းပြီးသွားပြီးတော့အိမ်ပြန်ပြီးတော့ထမင်းအဝစားကြရယ်ဆိုတော့နည်းနည်းနောက်ကျမှဆုတောင်းတဲ့အစားပေါ့နော်အဲ့လိုမျိုးအဲ့ဒီတနေ့မှာပေါ့နော်ဆုတောင်းရင်လည်းဒီကျမ်းစာကိုစင်ချင်အောက်မိတ်တဲ့ခါတလုံးတည်းပဲပေါ့နော်တလုံးတည်းပဲစင်ချင်အောက်မိတ်တဲ့ခါမှာဘုရားသခင်ကတင်းကိုငါချစ်တယ်တင်းကလည်းငါကိုချစ်တယ်တင်းကိုငါကဲ့တင်တယ်ဒါပြီးပြီအဲ့ဆိုဒီတလုံးကဘာလဲဆိုပြီးတော့စင်ချင်အောက်မိတ်တဲ့ခါမှာကျမဟာကိုရောရဲ့ရင်ခွင်ထဲမှာရှိနေခြင်းဟာကိုရောဟာကျမကိုသူ့ရဲ့ရင်ခွင်ထဲမှာဖွင့်ပိုက်နေခြင်းဟာကျမအတွက်အမြင့်ဆုံးသောနေရာဖြစ်တယ်အာမင်အမြင့်ဆုံးသောအဲ့ဒီအချက်ကိုသိတဲ့အခါမှာကျမဘောနော်ဒီနေ့ဒီနေရာမှာရောက်ရှိလာရခြင်းဖြစ်တယ်အာမင်အာမင်စကလုံးတလုံးတဲ့ဘောနော်အသွေးတစ်ဆက်ကကျမတို့အယမ်းပဲလုံလောက်ပါတယ်စကားတက်မဟုတ်ဘူးတချင်းတက်မဟုတ်ဘူးတကယ်ပဲလုံလောက်တာဖြစ်တယ်ဆိုတော့ကိုပြောပြချင်တယ်အာမင်အဲ့ဒီတိုင်းပဲကျမတို့ကိုအမြဲတမ်းလက်ခံနေတဲ့ဖခင်ကဒီကျမ်းပိုင်မှာလည်းတွေ့လို့ရပါတယ်နော်သူဒီငါကိုချစ်တော့ကြောင်းတဲ့ဘုရားသခင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကနေပြီးတော့2000ကျော်ကတည်းကပေါ့နော်လွန်ခဲ့တော့နှစ်ပေါင်း2000ကျော်ကတည်းကအဲ့ကတည်းကဘုရားကအသေးခံပြီးသွားပြီရွေးနှုတ်ပြီးသွားပြီနော်အယံကိုချစ်လုံးအားကြီးလို့ရွေးနှုတ်ပြီးသွားပြီကျမတို့ဘက်ကဘာလို့ရမလဲဆိုသူ့ကိုပြန်ပြောချစ်ဖို့ပဲဘောနော်ကိုရောကိုချစ်တယ်ဆိုပြီးတော့ပြောလိုက်ယုံနဲ့ကိုရောကတင့်ကိုလက်ခံတာဖြစ်တယ်အာမင်ကျမတို့ရဲ့မျှော်လင့်ချက်တွေမဲ့နေတယ်ဆိုလို့ရှိရင်မငိုပါနဲ့မငြီးသွားပါနဲ့နော်ဂျောဆက်လည်းမငြီးသွားဘူးအာမင်ဂျောဆက်လည်းမငြီးသွားဘူးနော်ကျမ်းစာထဲမှာလုံးဝမတွေ့ရဘူးဒါပေမဲ့ तू ငိုယိုတဲ့အချိန်ဟာသူ့ညီကိုတွေကိုတွေ့တဲ့အချိန်မှာသူကငိုချလာတာဖြစ်တယ်ဝန်တာချင်းမျက်ရည်တွေပေါ့နော်ဝန်တာချင်းဆိုတဲ့အခါမှာသူကဒီနေရာရောက်လို့မဟုတ်ဘူးဖခင်ကသူ့ကိုကောင်းချီးပေးပြီးတော့သူ့ညီကိုနဲ့ပြန်လဲပြီးတော့ဆုံခွင့်ပေးလို့အာမင်ဒီနေ့ကျွန်တော်တို့အားလုံးဖခင်ရဲ့ကောင်းချီးကိုခံစားရတဲ့အခါမှာအပေါ်မှာနေရတဲ့အခါမှာအမြင့်ဆုံးသောနေရာမှာနေရတဲ့အခါမှာဂျေဇုတော်ချီးမွမ်းတတ်ဖို့လိုတယ်ဂျေဇုတော်ချီးမွမ်းတတ်ဖို့ဆိုတဲ့အခါမှာနှမျိုးရှိကောင်းရှိနိုင်တယ်တချို့ကတော့ငါကဒီနေရာကိုရောက်ပြီဆိုတဲ့အချက်ပေါ့နော်တခုကတော့ဘုရားကငါ့ကိုချစ်လို့နော်ဘုရားကကျမကိုရွေးနှုတ်လို့ဒီနေရာကိုရောက်ရှိလာရခြင်းဖြစ်တယ်ဆိုပြီးတော့တကယ်ပေါ့နော်စစ်မှန်သောနှလုံးသားနဲ့ဘုရားရှင်ကိုယေရှုတင်ဖို့မမိတ်ပါနဲ့အာမင်တခုပေါ့နော်တတိခံဖို့ဆိုတဲ့အခါမှာအမေပေါ့နော်အမေကဆိုလို့ရှင်သူလည်းအရင်တော့ကမျောလင်းချက်မဲ့တာဖြစ်တယ်ဘာလို့မျောလင်းချက်မဲ့လဲဆိုတော့ကျမကိုမွေးပြီးကတည်းကကလေး3ယောက်4ယောက်လောက်ပေါ့နော်ပြတ်ကြတာဖြစ်တယ်ဆိုတော့အဲ့ချိန်မှာကလေးကလည်းမရနိုင်ဘူးကျမနဲ့မောင်လေးနဲ့ကြားမှာတယောက်မင်းကလေးတယောက်ရှိတယ်မင်းကလေးတယောက်ကလည်းဆုံးသွားတယ်ပေါ့နော်မွေးပြေးခြင်းနမိုးနီးယားလို့ပြောမှလားမသိဘူးမွေးပြေးခြင်းပေါ့နော်ရွာမှာရှိတဲ့အတွက်လုံးဝ
အချင်းတွေမကောင်းမဲနဲ့ဆုံးသွားတာဖြစ်တယ်ဆိုတော့အမေကလုံးဝမျောလင်းချင်းမဲ့သွားတာဖြစ်တယ်ဒါပေမဲ့သူကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေ့ဦးစွာရှာကြလို့ဆိုတဲ့အခါမှာသူကမနဲ့3နာရီကြော်4နာရီလောက်ပေါ့နော်မနဲ့ပိုင်းထားပြီးတော့ဗိမာန်တော်ကိုအမြဲတမ်းသွားပြီးဆူတောင်းတာဖြစ်တယ်ဆူတောင်းတဲ့အခါမှာသူကအော်ကိုရောကျမကိုမိတ်နေပြီလားပေါ့နော်ကိုရောသမီးတွေမှာရှိတယ်ဆိုပြီးတော့ဆူတောင်းအမြဲတမ်းဆူတောင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ချင်းလူမျိုးတွေထဲမှာတားဦးမရှိလို့ရှိရင်ဒီအမျိုးဟာဆိုလို့ရှိရင်မတီမြဲဘူးပေါ့နော်မျိုးဆက်လို့မရဘူးဆိုတော့ကျမဟာမျိုးသမီးပေါ့နော်မင်းကလေးဖြစ်ပြီးတော့ရုပ်လေချောမောလာပါတွေပဲဖြစ်စေလာပါနေပါစေပေါ့နော်မျိုးဆက်လို့မရဘူးဖြစ်နေတယ်ဆိုတော့အမေကအမြဲတမ်းဆူတောင်းတယ်ဆူတောင်းတဲ့အခါမှာခက်ခဲနဲ့ရတဲ့သားလေးပေါ့နော်ဒီနေ့တော်ရှင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘုရားသခင်ကအမေကိုပေါ့နော်မထားခဲ့ဘူးအာမင်လုံးဝမထားခဲ့ဘူးသူရဲ့ဆူတောင်းတန်ကိုနားညောင်းတယ်အချိန်ကျလာတဲ့အခါမှာတကယ်ပဲဘုရားကသားလေးပေးပြီးတော့ပေါ့နော်သားလေးပေးပြီးတော့ဒီဇင်ဘာ29ရက်နေ့မှာမွေးလာတဲ့ကျမရဲ့မောင်လေးဖြစ်တယ်ဒါတင်မဟုတ်ဘူးအာမင်ဒါတင်မဟုတ်ဘူးအတူတူအခုချိန်မှာအတူတူပေါ့နော်မစ်ရှင်လည်းအတူတူသွားတယ်ပေါ့နော်ကျမတို့3ယောက်တငယ်ချင်းလေးလို့တခါတလေအမေကိုလေအမေဟာဆိုလို့ရှင်မြန်မာပြည်ပြန်ပြီးတော့ကလေးမျိုးထူရောက်တဲ့ခါမှာတခါတလေဘေးကဘယ်နဲ့ညာပါအမေကိုထင်းထားရတယ်လူပြိုလေးတွေသူ့ခေါ်တော့မှဆိုလို့အဲ့လိုမျိုးပေါ့နော်ဖခင်ရဲ့ဂျေဇုတော်ကိုတကယ်ပဲပေါ့နော်ခံစားနေရတာဖြစ်တယ်အာမင်ပြောချင်တာကမျိုးဆက်မရှိနိုင်ဘူးဆိုတဲ့အခါမှာသူကတကယ်ပဲဝန်းနဲ့ပူဆွဲပြီးတော့ရှိနေမဲ့အချိန်မှာဖခင်ကိုရှာတဲ့အခါမှာအာမင်လုံးဝမျောလင်းချက်မဲ့နေတယ်ဆိုလို့လည်းဒီတိုင်းမနေပါနဲ့ဖះကိုရှာပါဖះကတင်းတွက်မနောက်ကြပါဘူးစောလည်းမစောပါဘူးမြန်လည်းမမြန်ပါဘူးအချိန်နဲ့ကွက်တိပေါ့နော်အချိန်ကွက်တိမှာရောက်လာတာဖြစ်တယ်အချိန်ကွက်တိမှာသူအလုံးဝအချိန်တည်တာဖြစ်တယ်အာမင်ဆိုတဲ့အခါမှာဖះကအမေကပေါ့နော်အမေကဖះရဲ့မျက်နာကိုရှာတဲ့အခါမှာဖះကလုံးဝပေါ့နော်မထားခဲ့ပါဘူးပေါ့နော်မထားခဲ့လို့ပဲဒီနေ့ဒီနေရာမှာသားလေးနဲ့သမီးလေးနဲ့ရုပ်ချောလလေးတွေနဲ့ပေါ့နော်ညုံချောလေးတွေနဲ့ဒီနေရာမှာအားလုံးရဲ့ဓမ္မမိတ်ဆွေညီကောင်မတွေအားလုံးရဲ့ရှေ့မှာရောက်ရှိလာနိုင်ရခြင်းဖြစ်တယ်အာမင်ဒီနေ့ပြောချင်တဲ့သဘောကမျောလင့်ခြင်းပေါ့နော်မျောလင့်ခြင်းမမဲ့ပါနဲ့မအစားတဲ့သူဘယ်သူလဲကိုမအစားတဲ့သူဟာသခင်ယေရှုကလွဲလို့ဘယ်သူမှမရှိဘူးတကယ်ပဲထာဝရဘုရားကလွဲလို့ဘယ်သူမှမရှိပါဘူးအာမင်ဘာတွေဖြစ်နေပြီလေဘုရားကိုပဲအားကိုးပါဘုရားကိုပဲမမေ့ပါနဲ့အာမင် worship 天တဲ့ယေရှုပြုဝင်မတည့်ရပြီးတော့ဗောနော်တခြင်းလေးတပေါ်ပဲဖြစ်မဆုတောင်းပြီးတော့ဆက်ကရအောင်အာမင်ဒီနေ့ကျွန်မအနည်းငယ်ပေါ့နော်9မိနစ်လောက်အချိန်ယူခြင်းနဲ့အားလုံးဒီမှာရှိနေတဲ့ညီကောင်မောင်နဲ့နှမတွေပေါ့နော်လာကြပါအရှိကိုပဲဖြစ်အဲ့နေရာပဲဖြစ်ပေါ့နော်ဆုတောင်းကြရအောင်နော်ဆုတောင်းကြရအောင်မျောလင့်ခြင်းမျောလင့်ခြင်းမဲ့နေတဲ့လဲပေါ့နော်ဒီမှာရှိနေတဲ့အခက်ခဲပြဿနာတွေအများကြီးရှိမယ်ပေါ့နော်ကျွန်မဆုတောင်းပေးခြင်းနဲ့မျောလင့်ခြင်းရှိနေတယ်ဆိုလို့ရှိရင်ဆုတောင်းပေးခြင်းနဲ့ရှိနေတဲ့အရက်မှာပဲဖြစ်ပေါ့နော်မျက်စိမိတ်ပြီးတော့စက္ကပ်ရအောင်ကျမတို့တွေတကယ်ပဲမျောလင့်ခြင်းပေးနိုင်တဲ့ဖခင်တကယ်ပဲမဆပေးတဲ့ဖခင်ဟာကိုတော်ဖြစ်တယ်ဆိုပြီးတော့ပေါ့နော်ဆုတောင်းရင်းနဲ့စက္ကပ်ရအောင်အထံတော်တူလာအမြဲချစ်ဆုံးတဲ့ခင်မျက်နာဥစွာတွေ့မြင်ဖို့ကျွန်တော်စိတ်ဆန္ဒအဆုလေးဆုံးတဲ့ခင်ထမ်းမှာတဆုတဲ့မမရခဲ့ရဲ့ပင်ပြတော့ကျွန်တော်ရဲ့စိတ်ဆန္ဒဖြစ်တူလာရှိမမလိုတော့ရှိတဲ့တိုင်းကျွန်တော်နိုင်ပြဖို့ပါကျွန်တော်တို့တော့ဒီတဲ့ရှိနေအနာနာမေရာစင်တဲ့ရှိနေတာဘယ်ရောက်အားကို
တင်ရှင်နေတာဘယ်ရောက်ကိုအကူနေအောင်လဲကျွန်တော်ရဲ့တော့ရှောင်းတာနာငါကတဲ့တော့ရှာရကိုဖွင့်ပြပေးနေရှာရပေးဆုံးနေထုံးမေးမောက်တော်တယ်မှာတင်တို့အမြဲတမ်းအသက်ရှိတဲ့ဖခင်ဖြစ်တယ်တင်တို့အမြဲတမ်းအသက်ရှိတဲ့ဖခင်ဖြစ်တယ်ဒီနေ့ဖခင်ကိုမမိတ်ပါနဲ့ကိုရောရဲ့မျောလင်းခြင်းဟာကျမရဲ့မျောလင်းခြင်းဟာသင်ရဲ့မျောလင်းခြင်းဟာမဆပေးတဲ့ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့ကျွန်တော်ကျမတို့အားလုံးကိုရွေးလို့တဲ့ကျွန်တော်ကျမတို့အားလုံးအတွက်အသက်ခံပေးတဲ့ထာဝရဖခင်ပဲဖြစ်တယ်တခင်ယေရှုပဲဖြစ်တယ်အာမင်ဟာလေလုယာဖခင်ကိုရောကိုယေရှုတင်တယ်ဒီနေ့ညကိုရောရှင်ရဲ့ယေရှုတော်ကြားအတူပါရှိနေတာမကကိုရောရှင်ထမလာတဲ့နှုတ်ကပတ်တော်များကိုဟောကြားခွင့်ဟောပြောခွင့်ပေးတော်မူကြောင်းကိုယေရှုတင်တယ်အာမင်မထိုက်တန်တော့လေအပြစ်တွေများနေတော့လေကိုရောရဲ့ချစ်ခြင်းဟာဒီထက်ပိုတော့များတော့ကြောင်းကိုတို့ကြီးမာတော့ကြောင်းဒီနေ့ဒီနေရာမှာရောက်ရှိလာနိုင်ရခြင်းဟောပြောနိုင်ရခြင်းအိုးကိုရောကိုကွယ်နိုင်ရခြင်းဖြစ်တယ်ကိုရောကိုယေရှုတင်တယ်ဒီမှာနေနေ့ရောက်ရှိလာတဲ့ဓမ္မမိတ်ဆွေငယ်ကောင်မောင်နှမအားလုံးကိုယေရှုနဲ့ကောင်းချီးပေးပါတယ်အာမင်သူတို့ရဲ့မျှော်လင့်ခြင်းဒီအစဉ်အမြဲထာဝရဘုရားရှင်ထံမှာပဲဖြစ်ပါစေကိုရောရှင်ထံမှာလာတော့ကောင်းချီးမင်္ဂလာများအဖျားဖျားဒီနေရာမှာရှိနေတဲ့ငယ်ကောင်မောင်နှမအားလုံးပေါ်မှာတက်ရောက်ပါစေယေရှု